main ကလေးတစ်ယောက်ကယောက်ျားလေးတစ်ယောက်ကိုစချစ်မိပြီဆိုတာနဲ့သူတို့ရဲ့နောက်ွယ်ကအရာတွေနောက်ွယ်ကအကျင့်စရိုက်တွေအရင်ဆုံးလေးလာပြီးတော့မချစ်ဘူးစချစ်မိပြီဆိုရင်နောက်ခံကဘလို့အပြုမှုရှိတဲ့လဲဘလို့အကျင့်စရိုက်ရှိတဲ့လဲဆိုတာကိုသတိမထားမိကြဘူးဘလို့အရွယ်တွေကပို့ပြီးတော့သတိမထားမိလဲဆိုတော့20အောက်နဲ့20အထက်ကလေးတွေအဲ့ဒီအရွယ်တွေကကောင်ကလေးတစ်ယောက်ရဲ့နောက်ခံကိုတိတ်ကြီးလေကြီးထားမရှိဘူးကြာကာမှသူ့ရဲ့အချင်းစရိုက်တွေသူ့ရဲ့အပြုအမူတွေကိုမကြိုက်လို့လမ်းခွဲခြင်းတွေဖြစ်တယ်ပြောချင်တဲ့အကြောင်းအရာကမိန်းကလေးတစ်ယောက်ကယောက်ျားလေးတစ်ယောက်ကိုစချစ်မိပြီဆိုရင်အဲ့ဒီယောက်ျားလေးကဘယ်လိုနေထိုင်တတ်လဲဆိုတာကိုလေ့လာရမယ်ပထမအဆုံးတော့သူတို့ရဲ့မိဘအခြေအနေအတိုင်းဝိုင်းအဲ့ဒီအရာကိုလေ့လာရမယ်ဒါပေမဲ့အခုခေတ်ကကြတော့မိဘတွေနဲ့ဝေးတဲ့နေရာမှာရောက်နေတဲ့တနေရာစီတွေရောက်နေတဲ့အလုပ်တွေလုပ်ကြတယ်ဘလို့အလွယ်တကူလေ့လာရမလဲဆိုတော့ကိုချစ်တဲ့ကောင်ကလေးကိုစတွဲတယ်ဆိုတာနဲ့ဘာတွေကိုသိထားရမလဲဘာတွေကိုအလွယ်တကူလေ့လာထားရမလဲဆိုတော့သူတို့နေထိုင်တဲ့နေရာမှာသူတို့ရောက်တဲ့နေရာမှာဘယ်သူတွေနဲ့တွဲတာလဲလူတစ်ယောက်ရဲ့အကြောင်းကိုသိခြင်းရင်အဲ့ဒီလူနဲ့ပေါင်းသင်းနေတဲ့အ ਨੇ စုပြမ်းမြအဖြစ်9ယောက်3ယောက်အဲ့ဒီလူတွေကိုလိုက်ပြီးတော့လေ့လာမင်းတွဲနေတဲ့ကောင်ကလေးကအဲ့ဒီလူတွေရဲ့ဇရိုက်နဲ့ပြမ်းမြအဖြစ်တူနေလိမ့်မယ်သူတွဲနေတဲ့အပေါင်းအသင်းမိတ်ဆွေကဝေးရက်လားရှုပ်တယ်လားသူပေါင်းနေတဲ့အပေါင်းအသင်းမိတ်ဆွေကအေးအေးချမ်းချမ်းနေတတ်လားရိုင်းဆိုင်တတ်တဲ့သူလားလေးစားမှုရှိတဲ့သူလားဆိုတာကိုလိုက်ပြီးတော့အရင်ဆုံးလေ့လာသူ့ရဲ့ character သူ့ရဲ့အကျင့်စရိုက်ကိုပြမ်းမြအားဖြင့်တော့သိလာတယ်လူတစ်ယောက်အကြောင်းကိုသိဖို့ဆိုတာကအချိန်ပေးမှရတဲ့အချိန်အများကြီးလိုတယ်မင်းလက်ရှိသူ့ရဲ့အကြောင်းကိုသိကျင်နေဆိုရင်သူပေါင်းနေတဲ့အပေါင်းအသင်းတွေကိုကြည့်ပြီးသူတို့ရဲ့အမူအရာအလေးကျင့်တွေကဘာလဲအဲ့ဒီလိုကြည်ချင်းအားဖြင့်ပြမ်းမြအားဖြင့်မင်းကသူ့ကိုလေ့လာလို့ရတယ်6လတစ်နှစ်အချိန်တွေကိုပေးပြီးကမှသူ့ရဲ့အကြောင်းသူ့ရဲ့ဇယိုက်အမှန်ကိုသိရတာဖြစ်တယ်စချစ်တော်မယ်ဆိုရင်သတိထားပါလေ့လာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါအောင်မယ်